28ရက်တလ2026အတွက်နောက်ဆုံးရဘောလုံးအားကစားသတင်းများမင်္ဂလာပါရှင်ကိုစိုး Sport Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးမယ့်သတင်းအကြောင်းအရာလေးကတော့နိုင်ယူစားသမားပတ်ထရစ်တိုကူဟာပေါင်ချန်တန်ရာကြောင့်10ဘက်အကြာနားယူရမယ်လို့သိရပါတယ်။နေရာဒီပြောင်းရွှေ့ကာလမတိုင်မီရင်းနဲ့ဗဟိုနောက်ခံလူဂျယ်မီဂျက်ကတ်ကိုခေါ်ယူနိုင်ဖို့ပြိုင်ဆိုင်မှုတွေဖြစ်ပေါ်နေပါတယ်။ချက်စီလီဗာပူးနဲ့ဘိုင်ယန်မြူနစ်အသင်းတို့ဟာတက်ကြွစွာဆွေးနွေးနေကြပါတယ်လို့သိရပါတယ်။2026-2029ရာသီအတွက်သဘောတူညီချက်ကိုကုပဲပြီးမြောက်အောင်စူးစမ်းနေပါတယ်။ညှိနှိုင်းမှုများဆက်လက်လှုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။အေဂျက်အသင်းဟာ MLS ရဲ့ AC ဒါလက်အသင်းကဂိုးသမားမာတန်ပစ်ကိုအပြီးသက်ခေါ်ယူဖို့သဘောတူညီမှုကိုရရှိခဲ့ပါတယ်။2029ခုနှစ်ဇွန်လအထိစာချုပ်ချုပ်ဆိုမှာဖြစ်ပြီးစစ်ဆေးမှုခံယူတော့မှာဖြစ်ပါတယ်။ဂျီနိုဝါကွင်းလေလို့ဘာရစ်နော်တာကဖီဟာဇန်နဝါရီလပြောင်းရွှေ့ကာလမကုန်ဆုံးခင်မှာဂျီနိုဝါကနေထွက်ခွာသွားနိုင်ပါတယ်။သူ့ကိုခေါ်ယူဖို့အေဗာတန်အသင်းပါဝင်စီးရီးအသင်းကလည်းစိတ်ဝင်စားနေကြပါတယ်။ချယ်ဆီနီးပြလီယာရိုစီယာကကိုပါမချယ်ဆီမှာပျော်နေသလားဆိုရင်ဟုတ်တယ်လို့ပဲဖြေရမှာပါ။သူ့ကိုတခြားအသင်းကမထိရဘူးလားဆိုရင်လည်းဟုတ်ပါရဲ့လို့ဆိုလိုက်ပါတယ်။သူကအမခန်းကစားသမားတစ်ယောက်ပါ။သူမငြိမ်မသက်ဖြစ်နေတဲ့ဆိုတဲ့ဇလန်းတွေကမမှန်ကန်ပါဘူး။ကလပ်ကနေအာမခံချက်ပေးဖို့အကြောင်းပြချက်မရှိပါဘူး။လက်တွေ့မကျပါဘူး။ဒီသတင်းတွေဘက်ကလာလဲဆိုတာလည်းမသိပါဘူးလို့ဆိုလိုက်ပါတယ်။ချယ်ဆီနီးပြလီယာရိုစီယာကချယ်ဆီရဲ့အနာဂတ်အတွက်ရိုမီယိုလာဘီယာကိုပြေဝယုံကြည်ကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်။သူကကမ္ဘာအဆင့်ကွင်းလက်ကစားသမားတစ်ယောက်ဖြစ်လာနိုင်တဲ့အတွက်အလားအလာရှိပြီးထိုးကြုံထက်မြက်ပါတယ်။အပြေဝလေ့ကျင့်နိုင်ဖို့တော့အခက်အခဲတွေကိုကြော်ဖြတ်ရအောင်ပါပါ။ဒါပေမဲ့သူ့ကိုလေ့ကျင့်ရေးမှာမြင်ရတာအယံဝမ်းသာပါတယ်။ရိုမီယိုကိုကျွန်တော်တို့စီမံခန့်ခွဲဖို့လိုအပ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ကလပ်ဘရူဂေးဟာလီဒင်းတင်းကအသက်18နှစ်အရွယ်ပါရမီရှင်အန်ရီဂါစီယာကိုဘယ်နောက်ခံလူသေးဖြစ်ခေါ်ယူဖို့အဆိုပြုချက်ကိုပေးပို့ခဲ့ပါတယ်။လက်ရှိစာချုပ်က2026ခုနှစ်ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ဂျာဟင်စတာလင်းဟာလာမယ့်ရက်တွေမှာချယ်ဆီကနေထွက်ခွာဖို့မျှော်လင့်ရပြီးမကြာခင်မှာပြောင်းရွှေ့ဖို့အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။တူလော့အသင်းနောက်ခံလူချာလီခရက်ဝဲအတွက်တူလော့ကကမ်းလှမ်းမှုနှစ်ခုကိုပယ်ချခဲ့ပါတယ်။ Brighton အသင်းရဲ့ယူရို24တန်းတန်ကမ်းလှမ်းမှုနဲ့ဥပဟာအသင်းရဲ့ယူရို25တန်းတန်အကမ်းလှမ်းမှုကိုပယ်ချခဲ့တာပဲဖြစ်ပါတယ်။ Crystal Palace အသင်းကလည်းသဘောတူညီချက်နဲ့ပတ်သက်ပြီးအပြည့်အစုံကိုတောင်းဆိုခဲ့ပေမယ့်တူလော့အသင်းကကစားသမားကိုနွေရာသီအထိထိန်းသိမ်းထားလိုပါတယ်။လက်ရှိပရီးမီးယားလိမှာဘယ်တိုက်စစ်မှုကမင်းနဲ့ drop ပါလို့ကစားလဲဆိုတဲ့အမေးကိုဒီယေဂိုကော့စတာကမန်ချက်စတာယူနိုက်တက်ကကင်မရွန်တိုက်စစ်မှုဘရိုင်ယန်အမ်ဘိုမူလို့ပဲပြောကြားခဲ့ပါတယ်။နိုင်ယူနီပြရူဘင်အာမော်ရင်ဟာအခု42နှစ်ပြည့်မြောက်သွားပြီဖြစ်ပါတယ်။ပေါ်တူဂီကလပ်တွေဖြစ်တဲ့ Sporting CP ဘရာဂါတို့နဲ့အတူပေါ်တူဂီလိဖလားလေးချိန်နဲ့စူပါတာဂါဖလားတို့ကိုရယူခဲ့တဲ့အပြင်မန်နေဂျာဆုဖလားများစွာကိုလည်းစုကူးနိုင်ခဲ့ပါတယ်။အခုဘယ်အသင်းကိုရောက်ရှိပြီးတာဝန်ယူမလဲဆိုတာကစိတ်ဝင်စားစရာဖြစ်နေပါတယ်။အဆုံးထိအားပေးကြတဲ့ဘောလုံးပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။အားကစားသတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမလို့ကိုစိုးရဲ့ YouTube Channel လေးနဲ့ TikTok အကောင့်ကလေးကိုလည်း Like and Subscribe လုပ်ထားပြပါဦးနော်။